ဒီနေ့ကျွန်တော်ကျောင်းရဲ့ campus ကိုလိုက်ပြမှာဖြစ်ပါတယ်။ကျွန်တော်ကျောင်းကလက်ကဘာမှာရှိပြီးတော့စုဝနဖုန် airport နဲ့လည်းတော်တော်လေးနီးရယ်။ညာတော့အဖြစ်ဟာကျောင်းသွားရင်ဒီလိုရှစ်ဘက်တန်ကားလေးနဲ့သွားကြတယ်။အခုကစီးတက်ပြီး7ဘက်ဖြစ်သွားပါပြီ။ကျောင်းကိုသွားတဲ့ကားထိုင်းလို technology ရေးထားပါတယ်။နံပါတ်ကတော့169ပါ။ဒီကားရဲ့နံပါတ်ကကားပြီးမှပါတာများရယ်။ဒီဆုံးကျောင်းရဲ့မြေပုံလေးတစ်ချက်ကြည့်အောင်။ကျွန်တော်ကျောင်းကကားနဲ့ရထားလမ်းဖြတ်ထားမလို့၄ချမ်းရှိရယ်။ဒီဘက်ချမ်းက agricultural technology နိုင်ဟိုဘက်ချမ်းက archi နဲ့ engineering ကလန်းရှစ်ဘက်မှာ dome ရှိရယ်။ဟိုဘက်ချမ်းက business and science ပါ။အခုနေရာကindustry နဲ့ agricultural ဘက်ပါညာဘက်ကရေပန်းရှိတဲ့နေရာ canteen အခုမြင်နေရတဲ့စောင့်ဝါကြတော့ agricultural technology ပါဒီဘက်ကိုကွေးလိုက်တော့ convention hall ရှိရယ် orientation တို့ပွဲယူရတော့ပွဲကြီးတွေဆိုရင်ဒီထက်မှလုပ်တယ်ကျွန်တော်တို့ orientation မမီလိုက်လို့အထဲတော့မရောက်ဘူး convention hall ပြီးမှတော့ကျောင်းကားတွေရှိရယ်ဒီကားတွေကသူ့အောက်လျှောက်သွားနေတခါမှတော့မစီဘူးအဲ့ရနေဆက်သွားမယ်ဆိုရင် library ကိုရောက်တယ်ညနေချင်းဆိုင်က nursing school ဒီ coffee ဆိုင်ဟိုဘက်ဒီဘက်မှာ library ရဲ့အပေါင်းတစ်ပေါက်ရှိရယ်ဒီဘက်မှာဆောင်းပွဲနေစားလို့ဖို့24နာရီဖွင့်ပေးထားတယ်ကျန်တဲ့ချိန်တွေတော့မသိဘူးဒါကစားလုံးပိုက်ဆိုင်စားဖို့မုံဆိုင်ရှိပါရဲ့ကျွန်တော်တို့တင်ဆက်မဲ့စားပြတာများရဲ့တွင်းနဲ့ဆက်သွားရင် iMac သုံးလို့ရတဲ့နေရာရှိရယ် register တော့လိုရတယ်ဒီအားကြတော့ခုနကဆိုင်ကညနေခင်းဆိုရင်အတွင်းထဲကိုရောက်လာရထင်တာပဲတင်ဆန်းစားမလို့ဟာမချက်သေးဘူးဆိုလို့မွေးခဲ့ရပါဘူးဒီနေရာကတော့ဆောင်းပွဲနေ့ကျောင်းသားတွေစားလာလောက်ကြတာအောက်ထပ်မှာတော့ဒါမျိုးလေးရှိရယ်ဒါပေမဲ့အမြဲလူပြည့်နေတာအခုပြင်ဘက်ကိုပြန်ထွက်ပြီးချားနေအောင်တော့ပါမယ်ဒါက agricultural ကျောင်းသားတွေလုပ်ထားတဲ့ဟာပါဒီဟာဘယ်တော့ပန်းတဲ့တောင်နဲ့ဆင်းတယ်လို့ပဲအခုအဖော်လိုက်တဲ့ထိုင်းတငယ်ချင်းက food industry ကပါသူတို့ဘက်ကတော့ကန်တင်းကအပေါ်ထဲရောအောက်ထပ်ရောဘာမှသိမ့်မရှိဘူးသူတို့လည်းခြားဘက်ကိုသွားစားကြရပြောရဲဒါပေမဲ့သူတို့ရဲ့ co-working space က AC အိတ်လို့ရတယ်ဒီဘက်က building မှာကသူတို့လက်တွေ့လောက်ရတဲ့အခါမှာအပြင်ဘက်ကိုပြန်ထွက်ရင်မြင်ရမှာ agriculture နောက်ဘက်ခြမ်းမှာသူတို့ရဲ့တွင်ဘက်ကနည်းနည်းမောင်သူတို့ခံစားရတယ်ပြင်မှာချမ်းတော့တော်တော်လေးတတရရှိရဲခုမြင်နေရတာကြတော့ဝင်ချင်းတော့ကန်တင်းဖြစ်ပါတယ်ကျောင်းကကန်တင်းနေပေမှာရင်ရနေရှိရများရဲ agriculture building ရဲ့ဘေးဘက်ကြောင်တွေကိုသွားလိုက်ရင် business ဘက်ကိုလည်းမြင်ရတယ်တချမ်းပြီးသွားပြီဆိုတော့ library ဘက်ကနေလမ်းကူပြီး engineering ဘက်ကိုသွားပါမယ်ဝင်ချင်းကနေဘယ်ဘက်ကိုတွင်းနဲ့တော်တော်လေးရှောက်ပြီးညာဘက်ပြန်ခွင့်ရင်အာခီရှိရဲဒီမှာကျတော့အပင်နေအရန်များရဲတောအုပ်ကြီးလိုခံစားရဲတော်တော်လေးလည်းအေးချမ်းတယ်ရှီကန်နေရတဲ့မြင်တဲ့အတိုင်းပဲအများကြီးပဲဒါကတော့အာခီရဲ့ကန်တီမှာဒီဆိုင်မော်လန်အတိုင်းပဲချိုးလိုက်ပါမယ်စပိန်စီးရင်သူဖျားတဲ့အတိုင်းလုပ်ပြီးစီးလို့ရပါတယ်ကျွန်တော်ကတော့မစီးဘူးဒီအာခီဘီဒီရဲ့မျက်နှာချင်းဆိုင်မှာ coffee ဆိုင်ရှိရဲမနက်ခင်း sorry ဆိုတော့မဖွင့်သေးရထင်တယ်ပြပြီးသွားလိုက်ရင် conference hall ရှိရဲအဲ့ရဲ့မျက်နှာချင်းဆိုင်မှာ Asian building ရှိပါတယ်ဒီလမ်းက engineering ပေါက်ဝကနေတက်လာရင်ရောက်တဲ့လမ်းမှာ Asian မှာ engineering ရဲ့ international program တွေရှိရဲ Asian ပြီးမှာ canteen တွင်းနဲ့ဆက်သွားရင်တော့ Apple product တွေရောင်းတဲ့ use store ရှိရဲဒါကတော့ robotics laboratory နဲ့ခန်းမှာ Asian ရဲ့နောက်ဘက်ကနေထွက်လာရင် basketball ကစားတဲ့နေရာရှိရဲမျက်နှာချင်းဆိုင်မှာတော့ civil engineering ရှိရဲအခုက mechanical နဲ့ industrial ဘက်ကိုသွားနေရပါ mechanical ဘက်ကနေလည်းမြင်နေရတာ e-tro building မှာသူကတော့အကြောင်းမှာအမြင့်ဆုံးစောင့်လို့ပြောရဲဒီမှာနောက်ထပ် basketball ကစားဖို့နေရာရှိရဲ e-tro ကနေထွက်ပြီးတန်လမ်းဘက်ကိုသွားပါမယ်ခုမြင်နေရတာအကြောင်းဆောင်မှာသူကတော့ကပြားပါမှဝင်လို့ရတယ်ဆက်ပြီးတော့အဆောင်ရဲ့ဘက်ကိုသွားပါမယ်ဒီဟာအတွင်းထဲမှာပတ်တက်ရိုက်လို့ရတယ်ပြီးတော့ဒီနေရာကရက်အလိုက်ညာစေးရှိရဲအခုကဘောလုံးခွဲဘက်မှာပါဒီနေရာကကျွန်တော်ရဲ့ second video ကြည့်ဖို့ရင်းနေမှာပါဘောလုံးခွဲကအသေးတွေရောကြီးရောအများကြီးရှိရဲအကြောင်းကလီစိမ့်တဲ့နေရောလီနေရခဏတိုင်းမြင်ရတယ်ဟိုင်းတငယ်ချင်းတွေကဘယ်လိုပြောလဲဆိုတော့ထိုင်းနဲ့ foreigner နဲ့ဘယ်လိုခွဲမလဲဆိုရင်နဲ့လေးလိုက်မော့ကြီး foreigner ရဲ့ဒါတော့ဘောလုံးခွဲအဟောင်းမှာ foreigner ဆိုတော့လီရင်ထက်လာတော့ထပ်ပြီးမော့ကြီးပါရဲ့ရေကူးကန်တော့ခုမှရောက်ဘူးလားရေမကူးတတ်တော့မရောက်ဘူးကလည်းစမ်းတော့မဆန်းဘူးကျွန်တော်တို့ကကြောင်ကြားရဲသွားဆိုတော့ကန်တင်းရဲ့နောက်ဘက်ကိုရောက်သွားမလို့နောက်ဘက်ကနေပဲဝင်လိုက်ပါမယ်ဒါတီရုအရန်ပူတော့အဲကွန်ကန်နဲ့စားဖို့ခုံလွတ်လိုက်ရှာခုံအားရှိပြီမဲ့လျှက်စိတ်ချွေတားနေတဲ့အချိန်မလို့လားစောသေးလို့လားမသိဘူးအဲကွန်ပိတ်ထားတဲ့အောက်ထပ်မှာပဲမနေ့စာစားဖို့ဆုံးဖြတ်လိုက်ပါတယ်ထုံးစံအတိုင်းဘာစားမှမသိဘူးဆိုကွတ်တီရောပေါ့စားကြည့်ရောပေါ့ပြီးရောဘာရတာမှမရှိဘူးစားပြီးရောကန်တင်းရှိရထွက်လာရင် ECC building ကိုတွေ့ရမှာဖြစ်ပါရဲ့ electric နဲ့ဆိုင်တာတွေဆိုဒီမှာလောက်ရပြောပါရဲ့ဆက်သွားလာရင်ကျောင်းဆောင်ရင်ညာဘက်ကိုရောက်သွားတယ်ဒီနောက်မှာ electrical engineering နဲ့ဘန်တွေရှိပါတယ်ဘန်အကြောင်းထဲမှာ Chrome-C နဲ့ Chrome-Tie ဆိုပြီးနှစ်ခုရှိရဲ Chrome-C က first year ဆိုရင်ဖွင့်မပေးဘူးပြောရဲ Chrome-Tie ကကျတော့ကျောင်းသားကတဲ့တစ်ခါတွေ့ပြီးပါပြီးသားပါဒါပေမဲ့ limit ချတာမျိုးရှိတယ်လို့အပြင်ဘက်ဖွင့်မယ်ဆိုရင် SCP ကဖွင့်လို့အဆင်ပြေပါရဲ့ဘန်ရှိက Skywalk ကနေလည်း engineering ဘက်ကိုကူးလို့ရပါတယ်ဒီဟာအကြောင်းစိကအဟောင်းထင်တယ်အခုတော့မဖွင့်တော့ဘူးထင်တာပဲတကယ်တယောက်ပြောရတော့ဒီရှိကနေကားစီးပြီးကျောင်းစိရောက်သွားလို့ရတယ်လို့ပြောပါတယ်ကားစီးကနေပဲနေချင်းတာက faculty of liberal arts ပါဒါ business ဘက်မှာလည်းရှိရဲဘာကွာလဲတော့မသိဘူးသူပေးမှာတော့ president ပေးတယ်မှာဒီမှာအကြောင်းကိစ္စတွေလုံးနေလာပါတယ်ဥပမာ student certificate တို့ tuition fee receipt တို့ပေါ့ပြင်ပန်ကောက်ဖွင့်မယ်ဆိုရင်ဒီမှာ student certificate ယူရတယ်50ပေးရတယ်ဒါကတော့ဘယ်သူမှမဟုတ်တဲ့အကြောင်း product တွေပါစီးလဲနေနေကြည့်ပါတယ်နည်းနည်းချင်းဆိုင်မှာ co-working space ရှိရဲဒါအကြောင်းရဲ့တမိုင်းကိုပြထားတယ်မမမိတော့ဘူးပြင်ကိုပြထားလိုက်ရင်လမ်းမဘေးနားကိုရောက်သွားမှာပါဟိုဘက်ချမ်းက science ကိုကူးဖို့အတွက် skywalk ကနေသွားပါမယ်ဒီ skywalk ကနေဆိုရင်ကျောင်းရဲ့လေချမ်းလုံးကိုသွား
သွားလို့ရတယ်အခုမြင်နေရတာ library ဘက်ပါခု science ဘက်ကိုရောက်ပြီဆိုတော့အရန်ပူလို့ co-working space ထဲမှာခဏဝင်ပါမယ်ဒီနေ့အတိုင်းပဲ aircon နဲ့ပိတ်ထားရဲဒီခန်းတွေကတကယ်ချင်းနေနဲ့စားလို့မယ်ဆိုရင် booking ယူလို့ရပါတယ်အပေါ်မှာ basketball court ရှိတာအခုမှတည်ရဲ science canteen ကတော့ကျွန်တော်ကြိုက်ဆုံးပဲစားကြရည်လည်းစုံတယ်အရသာလည်းကောင်းတာများရဲဒီဝင်ရေးဆိုင်ဆိုကျွန်တော်အမြဲစားနေကြပါလူများနည်းနည်းတော့ဆောင်ရတယ်အခုကစောသေးတော့လူသိမ့်မရှိသေးဘူးပုံမှန်ဆိုတိုင်းနေရတော့မရှိဘူးအပေါ်ကတော့အပြေပဲ science ဘက်ကိုခန်းတီးရလွင်အတွင်းထဲရောမရောက်ဘူးသေးဘူးကျောင်းကလေဒီနေ့ဒီနေရာပုံစံတစ်မျိုးစီကွဲထွက်နေလို့ခံစားရတယ်အခုဆက်ပြီးတော့ industry ဘက်ကိုတာပါမယ် industry နဲ့ liberal အားကတက်နေရတယ်ပဲဒီဘက်ချမ်းဆိုင်တွေကိုတော့တိတ်ပြီးမစားပြဘူးမကြိုက်တာလည်းပါတယ်ခန်းတီးနဲ့မြင်တဲ့ချင်းဆိုင်မှာဒီလိုမျိုးမုန်းဆိုင်လေးရှိရဲ dream space မှာစားလို့ကောင်းတယ်အောက်ကခုံနေရတော့နောက်ကျောင်းမှလာရင်အမြဲပြည့်နေရများတယ်ဒါမဲ့ဒီမှာတိတ်တိတ်ဆိတ်ဆိတ်ပဲ aircon ဖွင့်ထားတော့အေးလဲအေးရယ် liberal arts ကပေါ်တက်မှာပါ SCD ဖြစ်ဒီမှာလာဖြစ်ရတယ် website မှာတော့ engineering ဘက်က Asian building လို့ပဲရေးထားတာအခုအပြင်ထွက်ပြီး business ဘက်ကိုသွားပါမယ်ကားလမ်းအတိုင်းဒီရှေ့ကိုတန်းလာလဲရတယ် business က building တစ်ခုပဲရှိရယ်ပထမတက်မှာတော့ပုံဆိုင်လေးရှိရယ်အပြင်မှာစားလို့ဖို့ Hogan ထဲမှာခုံနေထားပေးထားတယ်ဒီမှာကားပါကင်တကယ်လို့အပြင်မှာစားမလို့ချင်း co-working space မှာစားလို့ရတယ်ဒါမဲ့ဒီမှာဈေးရကြီးလို့ပဲအရန်စုတယ် businessman နဲ့ engineering ဘက်မှာရထားဂိတ်ရှိရောရထားနဲ့လာရင်လည်းတက်ရောက်တယ်ရထားလမ်းကတော့ airport link ရဲ့အောက်ကရထားလမ်းမှာအခုကတော့ဆိုင်လက်တစ်ဖက်မပြေတဲ့ business canteen မှာပါဒီမှာစားစရာတိတ်မရှိပေမဲ့ဒီဆိုင်ကပါကားလေးစားလို့ကောင်းတယ်တခြားလုံးပတ်ပြီးဆိုတော့ science canteen မှာနေ့လည်လာစားပါမယ်နေ့လည်ဆိုတော့လူရဲ့တဖြည်းဖြည်းနဲ့များများလာတယ်ဒီဟာအုံတို့ခေါင်းဆွဲနဲ့ရတာဆင်းနေဟောက်ဆိုင်လို့ခေါ်ရတယ်နဲ့စားပြီးတော့ skywalk ပေါ်ပြန်တက်ပါမယ်ပြန်ပြောရမယ်ဆိုရင်ဟိုဘက်က engineering ဒီဘက်ကကျောင်းဆောင်မှာဒီဘက်ချမ်းမှာဆိုရင် business ဒီဘက်က library ရှိရပါပါ skywalk ကနေကူးပြီးတော့အောက်ထပ်ကိုဆင်းရင် building B ရဲ့ရောက်တယ်ဒီဘက်ကနေနဲ့တိတ်ဆိတ်တယ်ဒါမဲ့ထိုင်ကုန်ကနေရမရဘူးဒီပေါ်မှာအေးတဲ့လူတွေလည်းရှိရဲဒါမဲ့ကလေးတွေနဲ့ပြည်နေရများတယ်အခုကပင်နေပြီးမှမလို့ပြီးအေးဘက်ကိုသွားပြီးစားသားလုပ်ပါမယ်ဘာလို့လဲဆိုတော့ဒီနေ့ကဆောင်းဝဲနေမလို့နေ့လည်ကြရင်ဆောင်းဝဲရှိလို့ပါတင်ဆန်းနဲ့စားလိုက်ပါအောင်မယ်အားလုံးပဲဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ် see you later